အောင်မြင်မှုဆိုတာတိတ်ကြီးမားတဲ့ကိစ္စမဟုတ်ပါဘူးနေ့တိုင်းလေ့ကျင့်နေရမယ့်စီကံလေးတစ်ခုပါပဲလူတော်များများကသိချင်ကြတယ်စီကံဆိုတာကိုတည်ဆောက်ဖို့အချိန်ဘယ်လောက်ကြာလဲချိန်ဘယ်လောက်ပေးရမလဲဆိုတာကိုပေါ့အဲ့ဒါကဘောင်ခတ်ထားတဲ့စီဝိုင်းလေးတစ်ခုလိုပါပဲဘာကြောင့်လဲဆိုတော့စီကံဆိုတာကိုယ်တိုင်ကအကျင့်တစ်ခုဖြစ်တဲ့အထိလှုပ်ဆောင်ရတဲ့အရာတစ်ခုပါအကယ်၍အဲ့ဒီအကျင့်တစ်ခုဖြစ်တဲ့အထိမလုပ်ရင်အဲ့ဒီလူကစီကံမရှိတဲ့လူပါပဲစီကံဆိုတာပန်းတိုင်နဲ့အောင်မြင်မှုကိုချိတ်ဆက်ပေးထားတဲ့တရားတစ်စင်းပဲတဲ့အဲ့ဒါကပန်းတိုင်ချမှတ်ခြင်းပဲအဲ့ဒီပန်းတိုင်ကနဲသည်ဖြစ်စေများသည်ဖြစ်စေအဲ့ဒီချမှတ်ထားတဲ့ပန်းတိုင်ကိုအမြဲစိတ်ဝင်စားနေရမယ်ဒါဟာကိုချမှတ်ထားတဲ့ပန်းတိုင်ပေါ်မှာချမှတ်ထားတဲ့စီကံလေးတစ်ခုပါပဲအမှန်တကယ်တော့စီကံဆိုတာကတိစိတ်ကနေပြီးတော့အလိုလျောက်တောင့်ပြန်မှုဖြစ်အောင်လေ့ကျင့်လုပ်ယူလို့ရပါတယ်လှုပ်တဲ့နဲ့ဆိုတဲ့အရာကိုလှုပ်ချင်စိတ်မရှိတဲ့ချိန်မှာတော့လှုပ်နိုင်တယ်ဆိုတာမျိုးပေါ့သိကြပါတယ်လူတိုင်းကစီကံရှိတဲ့သူတွေဖြစ်ရှင်ကြတာကြီးပဲဒါပေမဲ့ကိုယ်တိုင်ကထိန်ကုန်မဲ့စွာနေတတ်ကြတော့အဲ့ဒီစီကံမဲ့မှန်မသိမဲ့နေတာကများနေတဲ့လူတွေကများတာပေါ့နော်အဲ့တော့အတိတ်ဟောင်းကိုမေ့နိုင်မယ်ဆိုရင်ကိုဘွားအတွက်အထင်ကော့လေးတွေနဲ့တိဆောက်ကြည့်ပြီးကိစ္စသေးသေးလေးတွေကစပြီးတော့စီကံနဲ့နေကြည့်ပါအစအလယ်အဆုံးစီကံလိုက်နာရပါမယ်အောင်မြင်မှုလေးကိုတေးသေးလေးကနေစပြီးတော့တိဆောက်တယ်လို့မြင်ကြည့်ပါအောင်မြင်မှုဆိုတာလေးကိုတနေ့နည်းနည်းစီတိဆောက်သွားမယ်ဆိုရင်ခန္ဓာလာတဲ့အောင်မြင်မှုကြီးဆိုတာလည်းဖြစ်လာနိုင်ပါတယ်ဥပမာမိုက်ကယ်ဂျော်ဒန်ကတခြားကစားသမားတွေနားတဲ့ချိန်မှာသူလေ့ကျင့်တယ်သူလေ့ကျင့်တိုင်းမှာသူဟာတကယ်ပြိုင်ပွဲလိုမျိုးသူ့ရဲ့စိတ်ထဲမှာမှတ်ယူပြီးတော့လေ့ကျင့်တယ်ပို့ပြီးလေးနဲ့အောင်တကယ်ပြိုင်ပွဲလေးမှာလည်းသူ့ရဲ့စိတ်ကိုမလှုပ်ရှားရလေအောင်သူဟာဘတ်စကတ်ဘောလုံးကိုအလုံးရေထောင်ချီပြစ်သွင်းလေ့ကျင့်တယ်ဘယ်ချိန်ဖြစ်သူ့ရဲ့တိကျမှုတွေကိုရွတ်မသွားအောင်လို့ပါတက်ကြီးလာတဲ့အချိန်မှာသူ့ရဲ့ကစားဟန်ကိုပြောင်းလဲပြီးတော့ကစားလိုက်တယ်သူဟာမြဲအားပေးနေတဲ့သူတွေကသူဒီရွယ်ထိရင်လိုကစားနိုင်သေးတယ်ဆိုတာကိုမြင်ရဖို့ပေါ့နော်ဒါကြောင့်စီကံဆိုတာလူတယောက်ကိုတိုးတက်ပြောင်းလဲအောင်လုပ်နိုင်တဲ့ရွေးချယ်မှုတစ်ခုဆိုတာကိုမြင်နိုင်ပါတယ်ဘယ်သူမှမွေးကြတဲ့ကစီကံနဲ့နေတက်ထိုင်တက်လာတာမဟုတ်ပါဘူးဒါပေမဲ့ကိုယ်တိုင်ကရွေးချယ်ဖြစ်ဆွနိုင်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်